ဒီ video လေးမှာတော့အမကမျိုးထဲမှာ free လုပ်လို့ရတဲ့ activity လေးတွေရှိပါတယ်အဲ activity လေးတွေကဘယ်လို activity လေးတွေသွားလုပ်ထားလဲဆိုတော့အမအတူလိုက်ကြည့်ပေးပါဦးเนาะ video အစဆုံးNew York မှာကျတော့ free လုပ်လို့ရတဲ့ activity တွေအများကြီးရှိရပေါ့နော်အဲ့ဒီကမှတစ်ခုဖြစ်တဲ့အခုလိုမျိုးferry စီးပြီးတော့ဟိုဘက်ကမှာသွားပြီးတော့ဒီ ferry free စီးပြီးတော့ဟိုဘက်ဒီဘက်ကိုပေါ့နော် Satan ဘက်ကို Satan Island ဘက်ကိုသွားတဲ့ခရီးစဉ်လေးကိုလည်းအမှသွားပစ်ခဲ့တယ်ပေါ့နော်ခုနပြထားတဲ့သင်္ဘောအကြီးနဲ့စီးရတာပါသူကတကြမ်းမှပေးစရာမလိုဘူးပြီးတော့ဒီတောက်လျှောက်သွားတဲ့ land ကြောလည်းအရန်တာယာပြီးအရန်လှပါတယ်ပေါ့နော်Satan Island သင်္ဘောစိတ်ကနေပြီးတော့စီးသွားပြီးတော့ဟိုဘက်ကန်ရောက်ဟိုဘက်ကန်ကနေဒီဘက်ကန်ကိုပြန်ကူးလာပေါ့နော်ဆိုတော့ပျော်ဖို့အရန်ကောင်းတယ်ပြီးတော့အခုလိုမျိုးထဲမှာဒါအမှအရန်ကြိုက်တဲ့artist တယောက်ပေါ့နော်ဆိုတော့တယောက်ဆိုရင်လေသူကတကယ်ကို giant ကြီးပေါ့နော်ဒီဟာပြထားတော့ wildlife ကိုပြထားတာပါ wildlife ကိုတမိုးထားဖို့အကြောင်းနဲ့ရေးထားတယ် wildlife နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြထားတယ်ပေါ့နော်သူကတန်ဘယ်လိုပြောမလဲကြီးလို့ခေါ်မှထင်တယ်အဲ့လိုဟာကြီးနဲ့အကောင်ကြီးလောက်ထားတာတကယ်ကို giant ကြီးမှာတကယ်ကို giant ကြီးပေါ့နော်အဲ့လို giant ကြီးကိုမှသူကစင်နေကြက်နေအစုံပြထားပြီးတော့ concept တွေလည်းပါတယ်ပေါ့နော်ဘယ်လို concept တွေပြရလဲဆိုတော့ concept တွေလည်းပါအရင်မိုက်တယ် international လာတဲ့photographer တွေလည်းအမှလာပြီးဓာတ်ပုံတွေရိုက်ကြတယ်အမြဲသူကလေတော်တော်လေးဟိုသဘောကျဖို့ကောင်းတဲ့အမှုပညာရှင်တယောက်ထဲမှာပါတယ်အမှုပညာရှင်ပေါ့နော်အမှလည်းသဘောကျပါတယ်တကယ်လို့ကိုကသူ့ရဲ့အမှုပညာတွေကိုကြည့်ကျင်နေစိတ်ဝင်စားရဲဆိုလဲအမှ comment မှာသူတို့နာမည်လေးရေးပေးထားမယ်ပေါ့နော်သူကဗမာပြလေးပြဟာလေးရှိလဲဆိုတော့911ရဲ့ဒီ World Trade Center ပေါ့နော် World Trade Center ရဲ့အရှိမ shopping center ကြီးတစ်ခုရှိတယ်အဲ shopping center ရဲ့ဘေးမှာအမြဲပြတယ် concept တစ်ခုနဲ့တစ်ခုတော့မတူဘူးအမှသွားကြည့်ခဲ့တော့အဲ့ဒါကျတော့ wildlife နဲ့ပတ်သက်တဲ့ဟာကိုပြနေရပါတော့ဆိုတော့လူတွေအကုန်လုံးလဲ enjoy လာလုပ်ကြတယ်တပုံလာရိုက်ကြတယ်ပေါ့နော်သဘောကျဖို့ကောင်းတယ်အမှကိုရင်လဲအဲ့ဒီကသွားတော့တယောက်တည်းဖြစ်နေရတဲ့ဓာတ်ပုံသိချာမရိုက်လိုက်ရဘူးเนาะသူများရိုက်နေရပဲကိုယ့်ကိုဓာတ်ပုံလိုက်ပြီးရိုက်ပြီးယူခဲ့ရတယ်လို့ဖြစ်နေတာပေါ့เนาะကိုယ့်ဓာတ်ပုံကဓာတ်ပုံမှမရှိလိုက်ဘူးပေါ့ဆိုတော့အဲ့ဒီကတော့ auto bus ကြီးရေအခုလိုမျိုးစင်အကြီးရေနောက်ပြီးတော့ကြံ့ကြီးရေလည်းပြသလိုနောက်တစ်ခုအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါကလုံးဝဒီစင်ကြီးရေကြံ့ကြီးရေမြောက်ဝင်ကြီးအကုန်လုံးတန်းစီထားပြီးတော့အလဲမှာစပိန်လေးထားပေးထားရပေါ့เนาะအဲ့စပိန်လေးနေရာမှာလူတွေဓာတ်ပုံဝင်ရိုက်ကြတာပေါ့လေဆိုတော့အဲ့လိုမျိုးတွေလည်းရှိရပေါ့သူကဒီနိုင်ငံ US တခုတည်းမှာပြတာမဟုတ်ဘူးပေါ့နော်နိုင်ငံရေးရဲ့မှာအဲ့လိုမျိုးပွဲတွေအင်္ဂလန်တို့ဘာလို့မှလည်းအဲ့လိုပွဲတွေအများကြီးသူလုပ်တယ်အဲ့လိုပွဲတွေအမြင်တော့ပြရဲပေါ့နော်ဆိုတော့သဘောအရန်ချဖို့ကောင်းတယ်အမအဲ့လိုဒီလိုမျိုးup တွေသဘောကျရလို့ဆိုတော့အမတက်ကအရန်ကြည့်လို့ကောင်းတယ်သဘောကျရပေါ့နော်စာအခုလိုဆက်မရောက်ပြီဆိုရင်မဟန်တန်ကပြောဖို့ကောင်းတယ်အခုလိုမျိုးပွဲတွေပေါ့နော်ပွဲတွေအစုံရှိတယ်ပြီးတော့တွားပြီးတော့ကိုကြိတ်တဲ့နှစ်သက်တဲ့ပွဲလေးရှိရဆိုလဲတွားပြီး enjoy လုပ်လို့ရတဲ့ activity တွေအစုံရှိတယ်ပေါ့နော် Brian Park တွေမှာဆိုရင်လည်းပွဲတွေအခုဆိုရင်ရုပ်ရှင်ပြတဲ့ပွဲတွေလည်းရှိသလိုအစုံရှိနေရပေါ့နော်ဒါကုနာအမှပြောတဲ့ဟာပေါ့နော်သူကဒီလိုအကောင်ကြီးအတန်းစီပြီးထားပြီးတော့လူတွေအမှဓာတ်ပုံရိုက်ကြတယ် enjoy လုပ်ကြရပေါ့နော်ပြောဖို့အရန်ကောင်းတယ်ပေါ့နော်ဆိုတော့ကဲအခုလိုအမဗီဒီယိုကြိုက်တဲ့ဆိုရင်လည်း like and subscribe လုပ်ပေးပါအောင်ပြီးတော့အခုဆက်မလည်းရောက်ပြီဆိုတော့အလုပ်ကြီးပဲလုပ်မနေပါနဲ့အမှတ်တရဖြစ်စေမဲ့ခီးလေးသွားပါတကယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့ခီးသွားပါမောင်နှမတွေနဲ့ခီးသွားပါကိုချစ်ရသူတွေနဲ့ခီးသွားပါပြီးတော့ဒါမဟုတ်ဘူးဆိုလည်း activity တွေလုပ်ပါလို့အမတော့တိုက်တွန်းချင်ပါတယ် life card to shop ပါဘဝမှာပတ်စံတစ်ခုတည်းကအရေးကြီးတာမဟုတ်ဘူးပေါ့နော်တနေ့အရာတွေကလည်းအရေးကြီးတဲ့အရာတွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ enjoy လုပ်ပါလို့ပြောရင်နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော် bye bye